Hello အားလုံးပဲမင်္ဂလာပါရှင် Cherry ပါရှင် Sakura School ဇာတ်လမ်းလေးတွေမတင်တာကတော့ကြာသွားပြီပေါ့နော်ဒါပေမဲ့ဒီနေ့မှာတော့ ပြန်တင်ပေးပါမယ်ဒါကတော့ Cherry ပူလို့ပေါ့နော် Cherry ကနေပြီး TV ကနေပြီးတော့ Cherry ကိုပြောင်းလိုက်ပါတယ်အိမ်တော့ TV လို့ပဲပြောပါရှင်အခုတော့ Cherry လို့ပဲခေါ်တော့ပါမယ်ရှင်အတန်လေးနည်းနည်းဝင်နေတဲ့အကြောင်းမို့လို့တောင်းပန်ပါတယ်လို့ပြောချင်ပါတယ်Sakura School ဗီဒီယိုလေးတွေကိုတစ်နေ့ကိုတစ်ပုံပုံမှန်တင်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်။ကဲဆိုတော့ဆက်လိုက်ကြရအောင်။ဒါနဲ့ဗီဒီယိုလေးကိုမစခင်မှာ like and subscribe လေးလုပ်ပေးသွားဖို့လည်းမမေ့ပါနဲ့။300 subscriber ပြည့်ဖို့တက်ရောက်ပဲလို့တော့ပါတယ်။ဆိုတော့subscribe လုပ်ပေးကြပါအောင်လို့ပြောချင်ပါတယ်။ချစ်စရာကောင်းတဲ့မောင်နှမ2ယောက်တိုက်ကျမှာရေးထားတဲ့အတိုင်းပဲချစ်စရာကောင်းတဲ့မောင်နှမ2ယောက်အကြောင်းကို Cherry ကတိဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဆိုတော့ဗီဒီယိုလေးကိုဆက်လိုက်ကြရအောင်။နမိုးလေးသွားပြီပဲ sorry ပါရှင်အတန်လေးဝင်နေလို့ပါနော်ဟာမနမိုးလေးသွားပြီပဲဟာအဲ့လိုတော့မောကတီးညတော့ကိုယူနိုးမယ်ကိုကြီးဘာတော့ဟာနေရလဲအဲ့လိုဟောင်းငါအဲ့နေရမလုံးနဲ့တော့မိုးလင်းနေပြီဘလို့ကြီးအဲ့နေမပြောငါဘလို့ရှင်နေမအရင်သွားနေလေပြီးရောကိုကြီးရောကတော့မနဲ့မိုးလင်းတာနဲ့လုတ်ပြီးမှအိတ်နေလိုက်တာများချီးတုံးပုံစံကြီးနဲ့ဘာပြောရလဲအမေမရှိလို့နော်တပီးပြောရမှာလားမနိုင်တယ်လောက်မယ်တူတူပြီးမျက်နှာတူရအောင်မယ်ပြီးပြီဆိုတော့ငါအဝတ်စားထားလေးရောမင်းစိတ်ညစ်တာအကိုရလေခုချိန်ထိကိုမထဘူးမေမေတို့ကငါတို့အတွက်မနှက်စာကြီးခြံထားခဲ့အချင်းနဲ့ကဲဆိုတော့ငါဝတ်စားလေးလောင်းမယ်ကဲဝတ်စားလေးပြီးသားပြီဒီတော့သူတို့အမေကဒီနေ့ခရီးသွားမှာပါဒါပေမဲ့သူတို့ကိုလုံးဝခေါ်လို့မရတာကြောင့်မို့လို့သူတို့ကိုဒီအိမ်မှာထားခဲ့ရပြီဖြစ်ပါတယ်ဟာဒီနေ့တိုင်းပဲငါမေကြီးကငါကိုငါတို့မေမေကငါ့ကိုဒီမနက်စားလေးချမ်းသာခဲ့တယ်ကိုကိုကြီးလာတော့ညီမလေးစောင်းနေရနော်ဟာဒီဟာမလေးကလည်းဘာဖြစ်နေလဲမသိဘူးဟာမလေးထားတော့ပဲကောင်းပါရဲ့တကယ်ပဲဟဲ့နင်ဘာဖြစ်နေလဲငါလာမှာပေါ့ပြင်ကိုကြီးကလည်းထားလိုက်ပါလားမမေစားမယ်တမီးစားချင်နေပြီနင်ဘာသာနေစားပါလားဟာတမီးကမောင်နှမနဲ့အတူတူစားချင်တာလို့ကိုကြီးကလည်းဟာနဲ့နာနေဟာတွားပြီးနေတာထားအောင်ကပြီးဆိုတော့ဟဲ့နေစားနေတော့နေနဲ့စားရမယ်စီနောက်လို့အာယုံနောက်လို့ဟဲ့ကိုကြီးကလည်းတမီးကိုကျောင်းတူသွားကြမယ်လေကိုကြီးကကစားကွင်းတူသွားကြမယ်လို့ပြောတာကိုကြီးရဲ့အမတမီးတို့တကယ်ချင်းတယောက်လေးရှိတယ်ငါတော့အဲ့ကောင်မသွားဘူးနော်ဘာလို့လဲကိုကြီးကလည်းလာခဲ့ပါကိုကြီးကလည်း no အေးစလာလာခဲ့မယ်ပြီးရောဆရာငါဝေးစားလေးလောက်မယ်ဟေးဒီမှာစားကြနေငါလည်းဝေးစားလေးပြီးတာပြီဆိုတော့သူစီကိုသွားအောင်မှာပါလေဘာရှောက်မွေအောင်မလဲမသိဘူးကစားကွေးမှာလေကမလေးစားပြီနော်ငါနေစားကြနေဟာကိုရလေတမီးကြောင့်မစားဘူးနော်ဟာဒီလိုနဲ့ပျော်ရွှင်နေကြရပေါ့ငါနေ့လည်းစားပြီးတော့ပြီဆိုတော့ကစားကွင်းသွားကြမယ်ဟုတ်ကိုကြီးသွားမယ်ညီမလေးကိုဆောင်ကဲလာသွားမယ်ကိုကြီးတူတွဲပြီးသွားရအောင်လေသွားချင်ပါဟာနေနဲ့လည်းတကယ်ငါစပိုင်းစီပြီးသွားမှာနော်ကိုကြီးကလည်းအဲ့လိုမလုံးနဲ့လေဘာလို့လဲဟာညီမလေးကကိုကြီးနောက်ကရှိချင်တာကိုဘလူးလုံတာလေဟေးကဘလဘာဖြစ်လဲနစ်စပိန်နဲ့တွားယူလေနစ်စပိန်ကငါ့မှာနောက်မှာကိုကြီးကတော့လုတ်ပြီတကယ်ပဲသူ့စပိန်လေးပေးစီရမှာအဲ့လိုဖြစ်ကိုကြီးရပြီသွားမယ်ရပြီဆိုလိုက်ပြီးတော့သွားမယ်ဒီလိုနဲ့ကစားကွင်းကိုရောက်သွားပြီးရဲ့အခါမှာတော့ဟေးဘဘနဲ့မီနေငါတို့ရောက်ပြီဟေးဟာအေးလာခဲ့ကြ
ဟဲ့နင်စပိန်ဖြုတ်လိုက်တော့လေအဲ့လိုရဲ့တွားကြမယ်လေအေးတွားမယ်လာတွားကြမယ်ဟေးတကယ်စင်းတော့ရဲ့သားလေးငါတို့ရေစောကြတာပေါ့အေးစမယ်ဟေးနီယုံအေးလာနင်နဲ့ငါနဲ့တတွဲစောကြမယ်လေဟာအေးစောမယ် You let's go yeah ကိုကြီးညကတတ်ဆော့လေကိုကြီးရဲ့အေးဟဲ့ငါတို့ပဲငါတို့ညတတ်ဆော့ကွာနေနေဘာမှမပြောကိုကြီးဟာဟဲ့နိကိုရပါဖြစ်နေပြီအေးလေဟဲ့နိကိုကြီးပဲကောင်းပါအမလေးငါကိုကြီးလည်းမကောင်းပါဘူးဟဲ့ကဲပါဟဲ့ပြောမနေနဲ့အဲ့ဆော့ကြမယ်ငါအေးပတ်တူဖြစ်ချင်ဖြစ်မောင်မချက်နော်ငါတငယ်ချင်းယူတာနဲ့ပဲငါတော့ဆော့ဟဲ့ကောင်ယူတာဒါစမ်းအေးဟဲ့အောင်လာမယ်လေကွာမင်းကလေစတိုးပေါ့ကွာမင်းကလေဟိုးစတော့လေကွာမင်းကလေဘာမှဟိုးစတော့ရုံနဲ့လာတော့မယ်အဲ့ဒီမှာထိုင်ပေါ်မှာကားပြောင်းကွာအေးပြောဟေးကောင်ယူတာအေးဘာပြနင်ပြောစရှိတယ်ကွာဘာပြောမှလဲကွာပြောလေငါလေမင်းညီမကိုစိုက်လို့ရောက်ဖရအောင်မဲအေးမင်းအဲ့လိုပြောချင်းဆိုလို့ရှိရင်ငါလည်းမင်းညီမကိုကြိုက်တယ်ကွာဘာမင်းကငါညီမကိုကြိုက်တယ်ပေါ့လေအမေမင်းလည်းငါညီမကိုကြိုက်တယ်မဟုတ်လို့လားအေးနော်အဲ့ဒါလည်းဟုတ်တာပဲဟာဒီလိုတော့ကွာမင်းကငါ့ကိုမင်းညီမနဲ့ငါနဲ့ငါ့ကိုပေါ့နော်သူနဲ့နင်တူပြောမှရမှာဒီမှာငါပြောမယ်မင်းညီမမင်းကလေမင်းညီမနဲ့ငါနဲ့ဒီလိုဟိုလိုမျိုးဖြစ်အောင်ရီးစားရဖြစ်အောင်လုပ်ပြီးကွာဒီနေ့ငါအမေမရှိတော့လေးပဲကဲရတာဟာဒီလားငါအမေနဲ့ငါပဲမရှိတော့မကဲရတာအေးပြောပြီးတော့မင်းကအေးအဲ့ဒါဆိုငါလေးပြောမယ်မင်းလေငါညီမနဲ့ငါနဲ့မင်းလေငါညီမနဲ့မင်းညီမနဲ့ငါနဲ့ဟိုဖျောက်လုပ်ပြီးတော့ဟဲ့ကောင်မလေးလုပ်ပြီးစားကြမရှိတော့ကွမင်းတော့ငါညီမနဲ့ဟိုနေဖြစ်ပြအဲ့မင်းသားလေးငါနဲ့ရဲ့ငါညီမနဲ့ရလို့ကတော့လေငါညီမအပီးအပိုင်တာခေါ်သွားကွာအဲ့ကောင်မစိတ်ညစ်လို့အေးမင်းနဲ့ငါညီမအပီးပိုင်တာခေါ်သွားလိုက်အေးဒါပဲကဲပြီးပြီနော်လာဆော့မယ်ခဲ့ပါကွာပြောပြီတဲ့โอเคတော့ငါတို့ deal ပြီးပြီနော်အေးပါကွာကဲလာတော့ကြစို့ဟာတော့ဆော့ကြတာပေါ့ကွာကြည်တယ်မှာတချို့ပုတ်တိုင်း hide the seek ဆော့ကြဒါလေးကတော့ပါဝင်လေးပါရှင်ကဲပတ်ထူမှာရောဘလို့တွေစမ်းစစ်ပြီးတော့လာအောင်မလဲဆိုတာကိုပြောလိုက်ကြရအောင်ဟေးဒါလေးကဗီဒီယိုလေးကနည်းနည်းရှင်းနေပြီမို့လို့ပါထူလေးနဲ့တင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်မနက်ဖြန်ကြောက်လို့ရှိရင်တော့ပါထူလာပါပဲနော်ဆိုတော့ဗီဒီယိုလေးပါထူလေးကိုစောင့်မျှော်ကြည့်ရှုပေးကြပါအောင်လို့ပြောချင်ပါတယ်ရှင်နောက်ဆုံးအနေနဲ့ဆာရာကကြီးပေါ့နော်ဗီဒီယိုကိုဆာရာနောက်ဆုံးထိပေါ့နော်ကြည့်နေမယ်ဆိုလို့ရှိရင်တခုပြောချင်ပါတယ်အဲ့ဒါကတော့ဆာရာ1 minute ပါနဲ့ဒီလိုမျိုးပဲတစ်ခါတလေကြားတော့ပေါ့နော်ဖြစ်တတ်ပါတယ်ပြောနေပြီးတော့ပဲပြောဘဝကိုဖြတ်တန်းလိုက်ပါဆာရာကြီးဒီလိုပဲပြောချင်ပါတယ်နော်ခန်းတီကိုလည်းခွင့်လွှတ်ပေးလိုက်ပါနော်ကဲဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ဒီပြကြကြောင်စီလိုက်ကိုအရန်ကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်တကယ်လို့ဒီဗီဒီယိုလေးကကောင်းတယ်ဆိုလို့ရှိရင်လည်း comment အောက်မှာအရန်ကောင်းပါတယ်မမလို့ပြောပေးတတ်ပါအောင်လားကဲဆိုတော့အားလုံးစပါရှင်အပွားကဲ bye bye